အားလုံးမင်္ဂလာပါကျန်းကျင်တော်အဖက်ဒဝိတ်ကျန်းကျင်တော်ဆိုတာဘာလဲမိမိမှန်တယ်ဆိုတဲ့အကြောင်းကျင်ညာဖို့အတွက်ကျန်းကျင်တော်လောက်ရဘယ်သူတွေကခိုင်းတယ်အစိုးရဌာနတွေအမျက်ခွန်ဌာနတွေမဟုတ်တယ်ရုံးနေဘဏ်နေမြေစည်းရုံးနေစတဲ့ရုံးဌာနအသီးသီးကနေပြီးတော့လုပ်ငန်းလိုအပ်ချက်အရာအဲ့လူရဲ့လိုအပ်နေတဲ့အကြောင်းချက်နဲ့ပတ်သက်ပြီးတော့ကျန်းကျင်လွာနဲ့အစားထိုးဖြည့်ပြီးတော့ကျန်းကျင်လွာကိုတောင်းပြီးတော့တောင်းတဲ့အခါမှာတရားရုံးမှာသွားပြီးတော့ကျန်းကျင်ရတဲ့အနေအထားမျိုးရှိတယ်အသက်မှားနေရတယ်နာမည်မှားနေရတယ်နာမည်လွဲနေရတယ်ဘယ်မှာမွေးတယ်ဆိုတာမသိဘူးဆိုတဲ့ဟာတွေလက်ထက်စာချုပ်မရှိတဲ့ကိစ္စတွေစတဲ့ကြမ်းကြိမ်မှုအတွေ့သက်ဆိုင်ရာအစိုးရဌာနတွေကနေပြီးတော့ဒီသက်ဆိုင်ရာပုဂ္ဂိုလ်ကိုညှို့တဲ့အခါမှာတရားရုံးမှာလာပြီးတော့ကြမ်းကြိမ်ရတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါအပြင်ဂတိသစ္စာပြုတာကြမ်းကြိမ်တော့အုပ်စုထဲမှာပါတယ်လက်ထက်မင်္ဂလာဂတိသစ္စာပြုလွှာကိုလည်းတရားရုံးမှာလာပြီးတော့လောက်ရတဲ့အနေအထားမျိုးကျွန်တော်ရှိတယ်တကယ်လို့များလက်ထပ်ဖို့ပဲဖြစ်ဖြစ်အစိုးရဌာနတွေကနေပြီးတော့လိုအပ်ချက်အပေါ်မှာကြမ်းကျင်လွှာလုတ်ခိုင်းလို့ပဲဖြစ်ဖြစ်ဘယ်ပုံစံနီးနဲ့ဖြစ်ဖြစ်လုတ်ခိုင်းမယ်လုတ်ဖို့လိုအပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ KT Dragon Law Firm ကိုဆက်သွယ်လိုက်ပါလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ရုံးခန်းကတော့တရားရုံးနဲ့မျက်နှာရှင်းဆိုင်ကန္နာလာမှာရေပေးရေးအခန်းရေပေးရေးတိုက်တိုင်းရအခန်းနံပါတ်1မှာကျွန်တော်ရှိပါတယ်ဖုန်းနံပါတ်ကတော့0953122667မှာအားလုံးကျေးဇူးတင်ပါတယ်